ကျွန်တော်တက်32နှစ်ရောက်ပါပြီဒါငယ်ငယ်ကသုံးခဲ့ရတဲ့ပတ်စံတွေဖြစ်ပါတယ်ဘာလို့ခုတည်းကျန်းနေတာလဲဆိုရင်တော့အခုငယ်ငယ်ကမုံဘိုးတစ်ချက်တန်ပေါ့ဗျာနောက်ထပ်တရွက်ပါနောက်ထပ်မတူညီတဲ့တစ်ချက်ပါနောက်ထပ်မတူညီတဲ့တစ်ချက်ပါအဲ့ဟာနည်းနည်းမှုံးနေတယ်ဒီမှာနောက်တစ်ရွက်ခုခေတ်လူတွေမမြင်ဘူးတဲ့လူတွေမြင်ဘူးအောင်လို့ရိုက်ပြတာပါဒါဆွမ်းနာတစ်ချက်ပါပဲဒါပုံစံတူတယ်နော်ဒီမှာဒီရွက်ဒီမှာဒီရွက်ဘုကြောင်ဆန်းပုံနဲ့ပါနောက်ထပ်ဒီမှာတစ်ချက်ပါနောက်ထပ်ဒီမှာ5ချက်ပါ5ချက်တန်5ချက်တန်ဒါငယ်ငယ်ကမုံဘိုးတွေကိုအဲ့ဒီမှာဒီဖျားကားထဲမှာဖျားကားထဲမှာငယ်ငယ်ကလူဝင်နဲ့ကျန်းနေတာတွေပေါ့ဗျာဒီမှာ5ချက်ပါဒါက30တန်မှာဒါတော့20တန်မှာနော်20ပေါ့ဗျာဒီရွက်ကတော့နှစ်တည်ကြာပြီဆိုတော့စုပ်နေပြီတိတ်နွားနေပေါ့ဗျာပြန်ပြပါမယ်ဒါကကျွန်တော်တက်32နှစ်ရောက်ပါပြီဒါငယ်ငယ်ကသုံးခဲ့ရတဲ့ပတ်စံတွေဖြစ်ပါတယ်ဘာလို့ခုတည်းကျန်းနေတာလဲဆိုရင်တော့အခုမြင်နေရတဲ့ဒီဖျားကားထဲမှာလှူတာပေါ့ဗျာဒီနောက်မှာဟောလာကမရအဲ့လိုနောက်မှာဒီလိုမျိုးအားလုံးကိုဒါတွေအားလုံးကိုထည့်ပြီးလှူထားလို့ဒါအခုကျန်းနေတဲ့ပတ်စံတွေဖြစ်ပါတယ်ဒါခုခေတ်လူတွေမြင်ဖို့အောင်ရိုက်ပြတာဖြစ်ပါတယ်နောက်ကျောကနေပြန်ပြမယ်ဗျာနောက်ကျောမှာတော့ဒီတစ်ချက်မှာတော့ပိုင်းငင်နေတဲ့ပုံပါပါတယ်နောက်ထပ်ဒီတစ်ချက်မှာတော့ဒီပုံစံလေးပန်းကတ်လာဘာလာတော့မသိဘူးပါတယ်ဒီမှာတော့ Central ဘန်းတော်မြန်မာဆိုပြီးတော့ရေးထားတယ်နော်1ချက်ပေါ့ဒါတော့အင်္ဂလိပ်လိုခေါ်ဒီရှေ့မှာတော့မြန်မာနိုင်ငံတော့ဗဟိုဘဏ်ဒါဘုံကျောင်းဆန်းပုံနဲ့ပေါ့
ဒါကတော့ချင်းတိပုံနဲ့ပါသူ့ရဲ့နောက်ကျောကတော့ဒါချင်းမြမရိုးရဒါချင်းခတ်နေတဲ့ပုံနဲ့ပါဒါတူတူပဲနောက်ထပ်မတူတာကတစ်စရန်ရဲ့နောက်ကျောကတော့ဒီပုံစံလေးဒါပါပြောရမှာကရဝိတ်နန်းတော်လားဒီပုံစံလေးပါတယ်ပေါ့နော်နောက်ထပ်တစ်ချက်ကတော့ဒီမှာလီလုံးနေတယ်ဗျာနောက်ကတော့မန္တလေးကျုံလာတော့မန္တလေးနန်းတော်ကြီးလာတော့မသိဘူးနောက်ထပ်20တန်းမှာတော့ဒီမှာဒီကရိုက်ပြမယ်ဒီပုံစံပါပါတယ်အားလုံးမြင်ဖို့အောင်ပါကဲခုခေတ်လူတွေမြင်ဖို့ကြပါစေဒီရွယ်ချက်နဲ့တင်ပေးလိုက်ပါတယ်ဗျာ